မင်္ဂလာပါရှင်ဒီနေ့ကတော့ထိုင်းစတိုင်တရက်သီးထောင်းလေးလုပ်ကြည့်ပါမယ်တရက်သီးထောင်းစားဖို့အတွက်မက်ချစ်စုအစိမ်းလေးကိုယူပါမယ်ပြီးရင်မက်ချစ်စုအစိမ်းလေးကိုဖင်ကိုပြီးပြီးတော့ရင်ဒီထဲကိုစိမ်ထားလိုက်ပါမယ်စီးလေးကိုခုလိုတိုက်ပြီးတော့ရင်ပြီးသွားရင်ရေထဲကိုစိမ်ထားလိုက်ပါမယ်တရက်သီးကိုအခွန်လေးနှွာလိုက်ပါမယ်အခုလိုချစ်တန်လေးနဲ့တရက်သီးကိုချစ်ပါမယ်ဒါတရက်သီးလေးကိုချစ်ထားတာပါရိုးရာတရက်သီးထောင်းလေးမှာပါဝင်မှာကတော့တရက်သီးစိမ်းလေးကိုမက်ချစ်စုလေးဖြစ်ချစ်တဲ့အားလေးနဲ့အမြင်လေးတွေဖြစ်အောင်လို့ချစ်ထားတာလေးပါပါမယ်ခရမ်းကျင်သီးတို့ပဲသီးတွေထည့်စားလို့လည်းရပါတယ်ပြီးရင်တော့ဒါ Thai sauce ပေါ့နော် Thai salad sauce လေးပါပါမယ်ငန်းပြားရည်ပါပါမယ်ပြီးတော့ရင်တော့ထညက်ရည်လေးပေါ့နော်ထညက်ရည်လေးလည်းထည့်ပါမယ်ဗမာယာသီးပါပါမယ်မြေပဲကိုအလုံးလိုက်လေးလည်းထည့်ပါမယ်မြေပဲထောင်းထားတာလေးကိုလည်းထည့်ပါမယ်ပဇွန်ကြောက်လေးပါပါမယ်ရှင်ဒါကတော့ Thai style တရက်သီးထောင်းလေးပြုလုပ်ရမှာပါဝင်မဲ့ပစ္စည်းလေးများဖြစ်ပါတယ်ရှင်ဒါလေးကတော့ Thai style တရက်သီးထောင်းလေးပါအားလုံးပဲနေကောင်းချမ်းပါစိတ်ချမ်းသာကြပါစေနော်